ဒါကြောင့်အဖြူစင်းပြီဆိုတာနဲ့ရိုးရိုးစင်းနာလားဆန်းဆန်းစင်းနာလားကိုဒီချက်လေးနဲ့သိနိုင်ပါတယ်ရှင်ဒါတစ်အချက်အယောင်နှစ်ချက်အနံ့သုံးအချက်တက်ချလေးချက်လက္ခဏာစတဲ့အချက်တွေပဲဖြစ်ပါတယ်ရှင်အယောင်လို့ပြောရမယ်ဆိုရင်တော့အယောင်ကကြည်နေတာလားဒါမှမဟုတ်စိတ်နာဝါတာနုနှစ်ရောင်ပြီးတော့မိကိုရောင်ပဲသွားနေတာလားအဲ့ဒါတွေနဲ့သိနိုင်တယ်အနံ့ဆိုလို့ရှိရင်လည်းအနံ့ကပုံမှန်မဲလားဒါမှမဟုတ်ငါးညီလန့်ရနေတာလားအနံ့ပြင်းနေတာလားအဲ့ဒါနဲ့သိနိုင်မယ်နောက်ချက်အနေနဲ့ကတော့ texture ပေါ့နော်သူ့ရဲ့ texture ကကျမတို့ဒီကြည်ကြည်လေးဖြစ်နေတာလားဒါမှမဟုတ်ပြစ်နေလားပေါ့နော်နောက်ဆုံးချက်အနေနဲ့လက္ခဏာအနေနဲ့ပြောရမယ်ဆိုရင်တော့ပုံမှန်တိုင်းရှိနေတာလားဒါမှမဟုတ်ပုံမှန်မဟုတ်ဘဲနဲ့နေထိုင်ရခက်ပြီးရခါကျတော့မိမကူတဝိုက်တည်းရာရန်နာကျင်နေတာလားစတဲ့အချက်တွေနဲ့သိနိုင်ပါတယ်ရှင်အားလုံးကိုချုပ်ပြီးပြောရမယ်ဆိုရင်အဖြူစင်းတဲ့အခါမှာအယောင်ကကြည်ကြည်ကျဲကျဲနဲ့အနံ့ကလည်းမနံဘူးပုံမှန်တိုင်းပဲနေထိုင်ရအဆင်ပြေဆိုရင်တော့ဒါဟာပုံမှန်ပဲဖြစ်ပါတယ်အဲ့လိုမှမဟုတ်ပဲနဲ့အဖြူစင်းတဲ့အခါမှာအယောင်တွေကလည်းပြောင်းနေပြီအနံ့တွေကလည်းနန်းနေပြီမိမကူတဝိုက်ကလည်းရာရန်နာကျင်နေပြီပြီးတော့စီးသွားတဲ့အခါမှာလည်းပူလောင်နေပြီနောက်ထပ်အဖျားရှိပြီးတဲ့အခါကျတော့ခန္ဓာကိုယ်အောက်ပိုင်းကနာကျင်နေပြီဆိုရင်ဒီလိုမျိုးလက္ခဏာတွေဖြစ်နေပြီဆိုလို့ရှိရင်တော့အဓိကမရှက်ပါနဲ့နော်ဆရာဝန်နဲ့တေချာဆွေးနွေးတိုင်ပင်ပြီးတော့ရတာဖို့တိုက်တွန်းနေပါတယ်ရှင်ကဲအခုဆိုလို့ရှိရင်အဖြူစင်းနာကရိုးရိုးစင်းနာလားဆန်းဆန်းစင်းနာလားဒီချက်လေးတွေကိုသိသွားပြီလို့ယူဆပါတယ်ရှင်အားလုံးပဲကြက်မှချမ်းသာကြပါလိမ့်ရှင်နောက်ထပ်ဘယ်လိုဗီဒီယိုလေးတွေတင်ဆက်မလဲဆိုတာသိဖို့အတွက်ဆရာက channel ကို like follow and subscribe လုပ်ဖို့မမေ့ပါနဲ့ရှင်